မင်္ဂလာပါရှင်။ Anti New ရဲ့ Daily Weather Focus and the Sister New အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကနေမြန်မာတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်သူတွေအထူးတတိပြုရမယ်မိုးလေဝသနဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာစိုးရိမ်ဖွယ်အခြေအနေတွေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မရှုမငိမ့်ပါ။ဒီကနေ့2026ခုနှစ်ဩဂုတ်လ22ရက်နေ့မှာတော့ပြည်သူလူထုတရက်လုံးအထူးဂရုပြုကြိုတင်ပြင်ဆင်ထားရမယ်မိုးလေဝသအရေးပေါ်တတိပေးချက်တွေနဲ့အတူမြေပြင်မှာအလွန်စိုးရိမ်ဖွယ်ရာကြုံတွေ့နေရတဲ့မြဝတီ၊အေရဝတီတိုင်းဒေသအသီးသီးကမြစ်ရေကြီးမှုရေလွှမ်းမှုအခြေအနေတွေကိုအခုလိုစီစဉ်တင်ဆက်ပေးသွားပါမယ်။မုတ်တုံလေအားကားမှုနဲ့တုံကင်ပင်လယ်ကွေ့အပူပိုင်းမုန်တိုင်းရဲ့အချိန်ကြောင့်ဩဂုတ်26ရက်အထိတနိုင်ငံလုံးနေရာအနှံ့မိုးကြီးနိုင်တဲ့အရေးပေါ်တတိပေးချက်ထွက်ပေါ်လာပါတယ်။တောင်ရင်မြစ်ရေစိုးရိမ်ရေမှတ်အထက်4ပေ10လက်မှကျော်လွန်နေပြီးမြဝတီမြို့ပေါ်ရပ်ကွက်တွေထက်ရေဝင်ရောက်ကအိမ်ထောင်စု1000ခန့်အရေးပေါ်ရွှေ့ပြောင်းနေရတန်လွင်မြစ်ရေဖအံမှာစိုးရိမ်ရေမှတ်အထက်6လက်မှစစ်တောင်းမြစ်ရေမကြောင်မှာ3ပေခွဲကျော်နဲ့ရွှေကျင်မြစ်ရေပါစိုးရိမ်ရေမှတ်အထက်မြင့်တက်လာငဝင်မြစ်တာကျိုးမှုကြောင့်လေးမျက်နှာအောက်ပိုင်းရေကြီးငတိုင်းချောင်းနဲ့ကျုံပျော်ဒေသတို့မှာလူဦးရေ2000ကျော်ရေဘေးသင့်ပြီးမြို့ပေါ်ရက်ကွက်များအထိရေလွှမ်းမှု2026ဩဂုတ်မှ2029ဇန်နဝါရီအထိ6လပတ်မိုးလေဝသခန့်မှန်းချက်အရယခုဩဂုတ်လမှာမိုးအလွန်ကောင်းနိုင်ပြီးအောက်တိုဘာနဲ့နိုဝင်ဘာလမှာမုတ်တုံလွန်စောင်းကြုံမိုးတွေအလယ်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာပုံမှန်ထက်ပိုရွာသွန်းနိုင်ဒီတည်းအချက်အလက်တွေနဲ့မြေပြင်တဘာဝဘေးအခြေအနေအသေးစိတ်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးအနေနဲ့ဒီကနေ့နံနက်ပိုင်းမှာတရားဝင်ထုတ်ပြန်လိုက်တဲ့မိုးကြီးမဲ့အရေးပေါ်တတိပေးချက်အခြေအနေကိုစတင်ပြပါမယ်။ဒီကနေ့မနက်တိုင်းထွာချက်တွေအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေတယ်လို့တုံကင်ပင်လယ်ကွေ့မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းငယ်မှာပြတ်ထွက်လာတဲ့တိမ်တိုက်တွေနဲ့မိုးတိမ်တောင်တွေအားကောင်းစွာဖြစ်ထွန်းနေပါတယ်။ဒီအခြေအနေတွေကြောင့်ဒီကနေ့ဩဂုတ်22ရက်မနက်ကနေလာမယ့်ဩဂုတ်လ26ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရဝတီတနင်္သာရီကချင်ကရင်နီကရင်ရှမ်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်ဆက်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာမှာဖြစ်ပါတယ်။အဲ့ဒီအထက်ကမှရန်ကုန်ပဲခူးအေရဝတီတနင်္သာရီကရင်မွန်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကိုကြည့်မယ်ဆိုရင်မုတ်တမကွေ့မွန်တနင်္သာရီကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမိုးတက်လေပြင်းတွေကြာရောက်ပြီးလိုင်းအလွန်ကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလိုင်းမြင့်17ပေကနေ73ပေအထိရှိနိုင်ပါတယ်။မြေဝကျွန်းပေါ်နဲ့ရခိုင်ကမ်းရိုးတန်းတို့မှာလည်းလေတိုက်နှုန်းတနအီ35မိုင်လိုင်းအမြင့်6ပေကနေ17ပေအထိရှိနိုင်ပါတယ်။မိုးတဲထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးရေချမ်းခြင်းတောင်ကျချောင်းရေကျဆင်းခြင်းနဲ့မြေပြိုခြင်းစတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တာကြောင့်ကုန်းမြင့်ဒေသအနီးနေထိုင်သူတွေမြစ်ချောင်းကမ်းဘေးနေထိုင်သူတွေနဲ့ကန်ဒီကန်ဝင်းရေရင်တွေပြည်တွင်းလေကြောင်းပြန်တမ်းမှုတွေအနေနဲ့အထူးကြိုတင်တတိပြုကြဖို့အသိပေးထားပါတယ်။ဆက်လက်ပြီးဒီကနေ့နေ့စဉ်မိုးလေဝသအခြေအနေတွေကိုတင်ပြပါမယ်။လက်ရှိတုံကင်ပင်လယ်ကွေ့ကအပူပိုင်းမုန်တိုင်းငယ်ဟာမြောက်ဘက်ကိုဖြင်းညင်းစွာရွေ့ရှာခဲ့ပြီးတိတိတတ်တာရွေ့ရှာခြင်းမရှိဘဲဆက်လက်တည်ရှိနေနိုင်ပါတယ်။ဒီကနေ့ညနေအထိခံမှန်းချက်အရမန္တလေးမကွေးစကိုင်းအောက်ပိုင်းကချင်ကရင်နီနဲ့ရှမ်းမြောက်တို့မှာနေရာဆက်စိတ်နဲ့ကြံတိုင်းနဲ့ပြည်နယ်အလုံးမှာနေရာအနှံ့အပြားမိုးထချုံရွာမှာဖြစ်ပြီးမိုးရွာဖို့ရာနှုန်းပြည့်ဖြစ်ပါတယ်။အထူးသဖြင့်ရန်ကုန်ပဲခူးစကိုင်းအေရဝတီတနင်္သာရီကချင်ကရင်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေနဲ့မန္တလေးစကိုင်းတနင်္သာရီကချင်မွန်နဲ့ရှမ်းမြောက်တို့မှာမိုးတိမ်တောင်တွေအားကောင်းစွာဖြစ်ထွန်းနေပါတယ်။အဆိုပါမိုးတိမ်တောင်တွေရွေ့ချရာလမ်းကြောင်းတစ်လျှောက်မှာလေပြင်းတိုက်ခတ်ခြင်းမိုးကြိုးပစ်ခြင်းလက်စီလက်ခြင်းနဲ့မိုးတိကျွေခြင်းတွေရုတ်တရက်ဖြစ်ပေါ်နိုင်တာကြောင့်အပြင်ထွက်သွားလာနေသူတွေတတိထားကြဖို့လိုအပ်ပါတယ်။မြို့ကြီးများအခြေအနေနဲ့
နေပြည်တော်ရန်ကုန်နဲ့မန္တလေးမြို့တို့မှာဒီကနေ့ညနေထိမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာနိုင်ပြီးမိုးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးစိုးရိမ်ရေမှတ်ကျော်လွန်နေတဲ့မြစ်ရေကြီးမှုအခြေအနေတွေကိုတင်ပြပါမယ်။ဒီကနေ့နက်တိုင်းထွာချက်တွေအရကရင်ပြည်နယ်ဗဟန်းမြို့မှာတန်လွင်မြစ်ရေဟာစိုးရိမ်ရေမှတ်အထက်6လက်မခန့်ကျော်လွန်နေပြီးလာမယ့်24နာရီအတွင်းနောက်ထပ်6လက်မခန့်ထပ်မံမြင့်တက်လာကစိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနေပါမယ်။ပဲခူးတိုင်းဒေသကြီးမဒေါမြို့မှာစစ်တောင်းမြစ်ရေဟာစိုးရိမ်ရေမှတ်အထက်3ပေ6လက်မခန့်အထိအလွန်မြင့်မားစွာကျော်လွန်နေပြီးနောက်တစ်ရက်အတွင်း6လက်မခန့်ပြန်ကျနိုင်ပေမဲ့စိုးရိမ်ရေမှတ်အထက်မှာပဲဆက်လက်ရှိနေအောင်မှာဖြစ်ပါတယ်။ရွှေကျင်မြို့မှာရွှေကျင်မြစ်ရေဟာစိုးရိမ်ရေမှတ်ထက်6လက်မခန့်ကျော်လွန်ရောက်ရှိနေပြီးနောက်တစ်ရက်အတွင်းစိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းနိုင်ပါတယ်။မြောက်ဒီမြို့မှာတောင်ရင်မြစ်ရေဟာစိုးရိမ်ရေမှတ်အထက်4ပေ10လက်မခန့်ကျော်လွန်နေပြီးဒါမဲ့36နာရီအတွင်းမှာသာစိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်ဖအံမြောက်ဒီမဒေါနဲ့ရွှေကျင်မြို့နယ်တွေကမြစ်ကန်ဒီနဲ့မြေနိုင်ပိုင်းနေထိုင်သူတွေအနေနဲ့ရေဘေးလွတ်ရာကုန်းမြင့်နေရာတွေစီအမြန်ဆုံးအရေးပေါ်ရှောင်ရှားကြဖို့တတိပေးထားပါတယ်။ဒီကနေ့မြေပြင်သတင်းတွေအရကရင်ပြည်နယ်မြောက်ဒီမြို့မှာတောင်ရင်မြစ်ရေချမ်းတက်လာမှုကြောင့်မြို့ပေါ်ရက်ကွက်တွေထဲရေဝင်ရောက်ပြီးအိမ်အောင်စု1000ဝန်းကျင်အရေးပေါ်ရွှေ့ပြောင်းနေရပါတယ်။မြောက်ဒီမြို့ရဲ့မြစ်ကန်အနီးရက်ကွက်တွေဖြစ်တဲ့အမှတ်1အမှတ်2နဲ့အမှတ်5ရက်ကွက်တွေထဲကိုရေအလုံးအင်းနဲ့ဝင်ရောက်နေတာဖြစ်ပြီးအမှတ်2ရက်ကွက်ထဲမှာဆိုရင်ရေအမြင့်ဒူးကောင်းထိရောက်ရှိနေပါတယ်။ဒေသခံအများစုဟာမင်းညကလေးကကြိုတင်ရွှေ့ပြောင်းခဲ့ကြရပြီးလက်ရှိမှာအထက်မြင့်အဆောက်အုံတွေမှာကျန်နေတဲ့သူတွေကိုကူညီကယ်ဆယ်ရေးအဖွဲ့တွေကဆက်လက်ကူညီထုတ်ယူပေးနေရပါတယ်။မြောက်ဒီမျိုးမြေနိုင်ပိုင်းဒေသခံတွေဟာနေအိမ်တွေမှာနေထိုင်လို့မရတော့တာကြောင့်ဈေးဆိုင်တွေကိုပါပိတ်သိမ်းပြီးရေလွတ်ရာကိုပြောင်းရွှေ့နေကြရပါတယ်။လက်ရှိမြောက်ဒီမျိုးမှာရေဘေးကယ်ဆယ်ရေးစခန်း6ခုအထိဖွင့်လှစ်ထားရပါတယ်။တစ်ဖက်ထိုင်းနိုင်ငံမဲဆောက်မြို့မှာတော့မြင့်ရေတက်လာမဲ့အခြေအနေကိုဖုံးတွေထဲအရေးပေါ်တတိပေး SMS စာတူတွေကြိုတင်ပေးပို့ခဲ့ပေမဲ့မြန်မာဖက်ချမ်းမှာတော့အလားတူကြိုတင်တတိပေးစနစ်တွေမရှိတာကြောင့်မြို့ခံတွေဟာကိုယ်အစီအစဉ်နဲ့ကိုမြင့်ရေအခြေအနေကိုစောင့်ကြည့်ပြီးရွှေ့ပြောင်းခဲ့ရတယ်လို့မြို့ခံတွေကပြောဆိုကြပါတယ်ရှင်။ AR တိုင်းဒေသကြီးကအခြေအနေဟာအလွန်မဲစိုးရိမ်ဖွယ်ရာကောင်းနေပါတယ်။လေးမျက်နှာမြို့နယ်ငဝန်မြစ်တာကျိုးပေါက်ပြီးနောက်အထဲကိုဝင်ရောက်လာတဲ့ရေထုကြီးဟာရေကြီးငတိုင်းချောင်းနဲ့ကျုံပျော်ဖက်ကမြေနဲ့ရေဝေးကြီးလဲဒေသတွေနဲ့ဓာတ်ကချောင်းကွန်ရက်တွေအတိုင်းအချိန်အဟုန်နဲ့ဆက်လက်စီးဆင်းနေပါတယ်။ဂျိုတူနဲ့ GIS မြေပြင်တိုင်းထွာချက်ဒေတာတွေအရာဒါဟာရေဝင်နိုင်ခြေအဆင့်မဟုတ်တော့ပဲအမှန်တကယ်ရေလွှမ်းမိုးနေတဲ့အရေးပေါ်ကပ်ဘေးအဆင့်ကိုရောက်ရှိသွားပါပြီ။ဩဂုတ်21ရက်မွန်းတဲ့ချိန်အထိရရှိထားတဲ့စီးရင်တွေအရာရေကြီးတဲ့ငတိုင်းချောင်းဖက်မှာတင်ရေဘေးတင်လူဦးရေ2000ကျော်အိမ်ခြေ6000ကျော်နဲ့အိမ်ထောင်စု9000ကျော်ဟာနေအိမ်တွေမှာလုံးဝနေထိုင်လို့မရတော့ပဲအရေးပေါ်ရွှေ့ပြောင်းနေရပါတယ်။အထူးသဖြင့်ငတိုင်းချောင်းမြို့ပေါ်ကငဝွန်းအောင်ဆန်းမြို့သစ်ရွှေဘိုရှေ့ဆောင်တဲ့မြို့မရက်ကွက်တွေမှာရေအကြီးအကျယ်ဝင်ရောက်နေပါတယ်။ကျုံပျော်မြို့နယ်ဖက်မှာလည်းဂျိုက်ပြက်ကုန်းတာကြီးမျက်နီကွင်းတပြေအိုင်တောင်ရွာကျုံမယန်းပင်လုံးတန်လျက်စွန်အင်းရဲကျွန်းပြင်ချဆိတ်ဝဲကြီးအပါအဝင်ကျေးရွာပေါင်းမြောက်များစွာရေနစ်မြုပ်နေပါတယ်။လက်ရှိရရှိထားတဲ့စရင်ဟာလက်လံမီတလောက်တာဖြစ်ပြီးမြေပြင်မှာသတင်းအဆက်အသွယ်ပြတ်တောက်ကရေလွှမ်းမိုးခံနေရတဲ့ကျေးရွာတွေအများအပြားကျန်ရှိနေသေးတယ်လို့သိရပါတယ်ရှင်။သတင်းအစီအစဉ်ရဲ့နောက်ဆုံးပိုင်းအနေနဲ့ Meteor Blue ရဲ့ရာသီအလိုက်ခန့်မှန်းချက် Modern ကထုတ်ပြန်လိုက်တဲ့2026ဩဂုတ်လကနေ2029ဇန်နဝါရီလအထိ6လတာမိုးရေချိန်မှုမမှန်မှုစမ်းစစ်ချက်ကိုတင်ပြပါမယ်။ဩဂုတ်လအတွင်းတနိုင်ငံလုံးအတိုင်းအတာနဲ့မုတ်တုံမိုးအလွန်ကောင်းမွန်နေပါတယ်။စကိုင်းမန္တလေးမကွေးရန်ကုန်ပဲခူးအေရဝတီတနင်္သာရီကရှင်းရှမ်းရခိုင်ရှမ်းကရင်နီကရင်နဲ့မွန်ပြည်နယ်တို့မှာနှစ်စဉ်ရွာသွန်းမြဲထက်မိုးပို့ပါမယ်။အထူးသဖြင့်ရှမ်းအရှေ့တောင်ပိုင်းနဲ့တနင်္သာရီမြောက်ပိုင်းတို့မှာပုံမှန်ထက်60ကနေ100မီလီမီတာအထိမိုးအလွန်များနိုင်ပါတယ်။စက်တင်ဘာလမှာတော့မုတ်တုံအနည်းငယ်အားလျော့လာနိုင်ပေမဲ့မြောက်ပိုင်းဒေသတွေဖြစ်တဲ့ကချင်၊စကိုင်းအထက်ပိုင်း
ရှမ်းမြောက်ပိုင်းနဲ့ရှမ်းမြောက်ပိုင်းတို့မှာပုံမှန်ထက်မိုးပိုနေအောင်မှာဖြစ်ပါတယ်။တောင်ပိုင်းနဲ့အနောက်ဘက်ဒေသတွေမှာတော့မိုးအနှဲငယ်လျော့ပါမယ်။အောက်တိုဘာလအတွင်းမုတ်တုံဆုတ်ခွာချိန်ဖြစ်ပေမဲ့မြန်မာနိုင်ငံအလယ်ပိုင်းနဲ့အရှေ့ဘက်ခြမ်းတွေဖြစ်တဲ့စကိုင်းအောက်ပိုင်းမန္တလေးမကွေးရှမ်းကရင်နီပဲခူးနဲ့ကရင်မြောက်ပိုင်းတို့မှာမုတ်တုံလွန်မိုးရွာသွန်းမှုပုံမှန်ထက်ပုံမှန်မြင့်မားနေပါတယ်။နိုဝင်ဘာလမှာတော့စောင်းကြိုကာလဖြစ်ပေမဲ့ပင်လယ်ပြင်ကလေလိုင်းတွေကြောင့်ရှမ်းကရင်နီမန္တလေးစကိုင်းအောက်ပိုင်းမကွေးအရှိချမ်းပဲခူးကရင်နဲ့မွန်တို့မှာပုံမှန်မဟုတ်တဲ့အချိန်အခါမဟုတ်စောင်းကြိုမိုးတွေမကြာခဏရွာသွန်းနိုင်ပါတယ်2026ဒီဇင်ဘာနဲ့2029ဇန်နဝါရီအထိတနိုင်ငံလုံးနီးပါးမိုးကင်းစင်ပြီးပုံမှန်6တွေ့အေးမြတဲ့စောင်းရာသီဥတုကိုအပြေအဝရောက်ရှိသွားမှာဖြစ်ပါတယ်။ရှုံငုံသုံးသက်ရရင်ဒီနှစ်ဩဂုတ်လအတွင်းမိုးအလွန်ကောင်းပြီးရေကြီးရေချမ်းမှုတွေဆက်ရှိနေနိုင်တယ်လို့လာမယ့်အောက်တိုဘာနဲ့နိုဝင်ဘာလတွေမှာလည်းအလယ်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာအချိန်အခါမဟုတ်စောင်းကြိုမိုးတံကိုဆက်လက်သတိပြုရဖွယ်ရှိနေပါတယ်။ဟုတ်ကဲ့ပါရှင်။မိဘပြည်သူများအနေနဲ့လာမယ့်ဩဂုတ်26ရက်အထိတနိုင်ငံလုံးမိုးဆက်လက်တဲထက်အောင်မှဖြစ်တာကြောင့်ရေကြီးရေချမ်းမှုနဲ့မိုးကြိုးမြေပြိုဘေးတွေကိုအထူးသတိထားနေထိုင်ကြဖို့ချက်မှန်တိုက်တွန်းလိုပါတယ်။ရေဘေးတင်ဒုက္ခသည်တွေနဲ့ကုညီကယ်ဆယ်ရေးဆောင်ရွက်နေကြသူတွေအားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်းအန်တီနီယိုအဖွဲ့သားတွေကစုမုံကောင်းတောင်းရင်ဒီကနေ့အစီအစဉ်ကိုဒီမှာပဲရပ်နာခွင့်ပြုပါရှင်။မိုးလေဝသနဲ့တဘာဝဘေးသတင်းတွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နိုင်ဖို့ကျမတို့ရဲ့ Anti News Channel ကို Like Share နဲ့ Subscribe လုပ်ထားပေးကြပါအောင်ရှင်။အားလုံးပဲဘေးအန္တရာယ်အပေါင်းမှာကင်းဝေးကြပါစေ။ကျမရှုမြိန်ပါ